brother တို့ကျွန်တော်ပြောပါရင်နော် Superman ဆိုတဲ့ကောင်ကနော်သူ့ထက်တာရင်မနာလိုတဲ့စိတ်ဖားခြင်းရားခြင်းတဲ့စိတ်နော်ဘသူတွေစောက်ဖောင်းထူရမလဲဆိုတဲ့စိတ်နဲ့ဒီကောင် TikTok ပေါ် YouTube ပေါ် social media ပေါ်တက်လာတဲ့ကောင်ကျွန်တော်ပြမယ်ကြည့်ဘာဘာကြီးဆိုတဲ့အကောင်ဘာဘာကြီးဆို follower တွေအများကြီးပဲတင်းချီတက်သွားပြီကျွန်တော်ပြောပါမယ်ကျွန်တော်မုံလို့ပြောတာမဟုတ်ဘူးเนาะဖြစ်တဲ့တာကိုပြောတာကျွန်တော်တစ်ခါပြောထားတာเนาะကျွန်တော်ဒီအဖိုးကြီးအသက်ကြီးရွယ်ကိုအဖိုးကြီးကိုလည်းကျွန်တော်မုံလို့ပြောတာမဟုတ်ဘူးเนาะကျွန်တော်ကိုယ်တိုင်တော့မှကျွန်တော်အဆောင်မှာသူတို့ကျွန်တော်ဟောဒါတွေကဘာမှဖြစ်ပြီးတော့ပြက်ကွက်ပြန်တွေးမိဟာဒါကြီးကမဖြစ်သင့်ဘူးမှာမဖြစ်သင့်ဘူးမှာဆိုပြန်တွေးမိသွားတာဗလာရင်ထိုင်ဆဲနေတာသူတို့ဒီတော့သားကိုကျွန်တော်တစ်ခုချင်းစီပြောမယ်အဲ့တော့ဒီဘဘကြီးဆိုတဲ့အဲ့အန်ကယ်ကြီးရယ်ပေါ့နော်အဲ့အဖိုးရယ်ပြီးရင်သူ့ရဲ့မြီးရယ်ဗျာဟိုစားကြတယ်နောက်ကြတယ်ဗျာပျော်တယ်ဗျာโอเคဗျာနောက်ဆုံးဆဲတယ်ဗျာဒေါသထွက်လို့ပဲဆဲနော်သူတို့ဒီဗီဒီယိုရိုက်ဖို့အတွက် content အတွက်ပဲဆဲဗျာသူတို့မြီးဖို့ဗျာဒီလူငယ်မှလည်းသူ့ရဲ့လူငယ်လွတ်လပ်ပိုင်ခွင့်ရသူရှိတယ်ဒီလူကြီးမှလည်းလူကြီးရဲ့လွတ်လပ်ပိုင်ခွင့်ရသူရှိတယ်ပတ်ဝန်းကျင်ကိုဆဲနေတာလည်းမဟုတ်အများပြည်သူကိုဆဲဆိုနေတာလည်းမဟုတ်သူတို့မြီးဖို့နှစ်ယောက်ကြားမှာသူ့မြီးကိုသူဆဲတာလေဘယ်သူစီကခွင့်ပြုချက်ယူအောင်မှသူမြီးကိုရိုက်နှက်ပြီးတော့ဟိုသိတယ်မလားဟိုအိမ်တွင်းကြမ်းဖက်နေတာလည်းမဟုတ်ဘူးဗျာဘာလို့ပြီးတော့ကျွန်တော်တို့ဒီဗီဒီယိုကြည့်လိုက်ရတဲ့အခါမျိုးမှာကျွန်တော်တို့အတွက်ဟိုပျော်ရွှင်ရတယ်ဗျာဟုတ်တယ်ဆဲတာမှန်တယ်ဟိုလူကြီးဆိုတိုင်းတရားအားထုတ်နေရမှာတော့မဟုတ်သေးဘူးလေအဲ့သူပြောရသူရှာတဲ့ဟာကိုဒီစူပါမန်ဆိုတဲ့စောက်တော်သားဂိမ်းမင်းပိုင်းကိုလည်းမနာလိုမုံတီစိတ်နဲ့အချောက်မှဆန်ဆန်ပြောတယ်ဟောနိုင်ငံရေးဘက်ကိုလည်းမုံတီစိတ်နဲ့အချောက်ဆန်ဆန်ပြောတယ်ဟောပတ်ကြီးဘက်ကအတိုင်းဝိုင်းကိုလည်းအချောက်ဆန်ဆန်ပြောတယ်ဟောအခုအဲ့ဒီအတိုင်းဝိုင်းတွေဘက်ကလူတွေကသူ့ကိုကျင်လာတော့မြင်လာတော့ပြောဆိုလာတော့ဘာဖြစ်လဲဆိုရင်ဟိုတခြား site မှာရှိနေတဲ့ဒီ content creator တွေဟိုနာမည်ကြီးနေတဲ့သူ့တက် follower များတဲ့လူဆိုလို့ရှိရင်တိုက်ခိုက်ဖို့တော့အခုဘဘကြီးဆိုတဲ့အကောင့်တဲ့လာပြန်ပြီနော်နောက်တစ်ခုတက်ပြအောင်မယ်အဲ့ဒီ line တွေမဟုတ်နောက်တစ် line ရှိသေးတယ်တက်ပြမယ်တက်ကြည့်ကျွန်တော်ပြမယ်နော်အဲ့ကောင်နိုင်ငံကြီးတွေကဘာကြောင့်ဝင်လာလဲဘာညာမပြောနဲ့ share တာတော့စစ်တပ်ကောင်းမဲ့ဟာတွေဟိုကြော်စိုးဦးတို့ဘာလို့ share ရတယ်ဆိုတော့ဒီကောင်အကြောင်းသိလိုက်တော့သိလားဟိုဘောမှဖားရပြီးတော့မဖင်ရနေတဲ့ကောင်အခုဘသူဘဲလူငယ်ကိုပြောလဲဆိုတော့ဒီမှာနော်ပြမယ်ဒီမှာငွေပမာဏမများပဲမိန်းကလေးတွေစီးပွားရေးလုပ်လို့ရတဲ့နေရာတစ်ခုဒီနေရာပဲမှာလဲဆိုရင်ဗီဒီယိုနောက်ဆုံးမှာပြောရမယ်။ဘာလို့လဲဆိုတော့မိန်းကလေးချင်းပေါင်းပြီးတိတန့်ရောင်းတာကိုစိုင်ပေါင်းရာကျော်ရှိပြီး90 10ကနေလက်ကပေးတဲ့နေရာလဲဟုတ်တယ်။နေ့တိုင်းဒီဇိုင်းတစ်တွေအမြဲတမ်းထွက်တာမကစက်ရုံတားရိုက်လာဖွင့်ထားတဲ့နေရာလဲဟုတ်တယ်။ဒီဇိုင်းကျွန်တော်ပြမယ်နော်ဒီမှာကြည့်ဒီတရားကိုတတိထားပါတဲ့သူပြောတဲ့3000ထုတ်ဝေးရဆိုတဲ့ဆိုတာဆိုင်ကမရှိပါဘူးတဲ့ Facebook page ကလည်းအတုနဲ့တဲ့နော်အဲ့တော့ကျွန်တော်ဒါကိုခဏရက်လိုက်မယ်ဒီဘက်ပြန်လှည့်မယ်အဲ့တော့ဒီရန်ချိုင်းတဲ့လူငယ်ရှင်းပြီးသွားပြီသူလည်းဘသူ့အမရောင်းတာမျိုးဘသူစီကမှလည်းအတင်းလာဝယ်ပါမျိုးပြောတာမျိုးလည်းမရှိဘူးโอเคသူ့ကို3000ထုတ်ပေးတဲ့ဆိုင်မရှိဘူးနော်ဒါလိမ်မယ်လို့မင်းတင်နေမင်းတိုက်ရိုက်ဖြဲတခါလေးဖြဲဆိုတော့အဲ့ဆိုင်အောင်မင်းတခြားထောင်ဝန်းတခြားစစ်အမှမန္တလေးမှာရှိတဲ့လူတွေဒီဆိုတာကရှိလားမရှိဘူးလားသွားမေးရှိတယ်ဆိုလို့ရှိရင်လည်းဟုတ်လားမဟုတ်လားဆိုင်နဲ့ဝင်ပြီးသွားမေးလေကွာမင်းတကယ်လားမြန်မာပြည်သူလူထုကိုလိမ်မခံရင်ကောင်းစေခြင်းတတိထားပါဘာညာပြောရမှာမဟုတ်ဘူးတခါလေးစုံစမ်းပြီးတခါလေးသွားမေးရမှာအဲ့ဆိုင်မရှိဘူးဆိုရင်လည်းအဲ့ကောင်တခါလေးရှက်ခွဲရှိတယ်ဆိုရင်လည်းမင်းတောင်းမှန်လောက်ထားရဆိုရင်လည်းမင်းတောင်းမှန်ငါပြောချင်တာအခုလည်းဒီမှာဝစ်စားပါထက်လဲလာဂိမ်းဟိုမိုဘိုင်းကြံပတ်ကြီးတခြား influencer အတိုင်းဝင်ခုနဘဘကြီးဆိုတဲ့ညီငယ်လေးလုပ်တဲ့ TikTok ကဟောအခုပြီးကြရင်အဝစ်စားအဲ့ဒါနဲ့မပြီးသွားရလားမပြီးသေးဘူးတော့ကျွန်တော်ပြောမယ်ကျွန်တော်မြန်မာလူငယ်တွေဟိုဟာရှိတယ်ဗျာဒီကောင်နိုင်ငံကိုကောင်းစေခြင်းတဲ့ကောင်လားစောက်တန်းရှင်းလိုခြင်းတဲ့ကောင်လားဟိုဘဲကောင်တွေကိုဖားရပြီးတော့ဘောမှနေတဲ့ကောင်လားဆိုတော့ကျွန်တော်သိအောင်ပြတာနောက်တစ်ခုထပ်ပြမယ်ကြည့်စက်ကြည့်ကဲအခုကျွန်တော် YouTube မှာ live လွှင့်တော့မယ်เนาะကျွန်တော်အခုဒီဗီဒီယိုတင်ပေးရတဲ့ချက်ချင်းလွှင့်မယ်ကျွန်တော်ဘာအကြောင်းပြောမလဲဆိုတော့ကျွန်တော်အဓိကကျွန်တော်နိုင်ငံရေးအကြောင်းဘာကြောင့်ပြောရတာလဲဆိုတဲ့အကြောင်းကျွန်တော်ရှင်းပြမယ်အထူးသဖြင့်ဟုတ်ပြီနော်ဒီမှာထပ်ပြမယ်ကျွန်တော်မနက်ကသတင်းတစ်ပုဒ်တွေ့လိုက်တယ်ဗျာဒီထွက်ပြေးသွားတဲ့ PDF တွေကိုသူတို့ရဲ့ဌာနကနေပြီးတော့သူတို့ရဲ့ရုပ်တွေနဲ့လိပ်စာတွေနဲ့အတိအကျလို့ကျွန်တော်ပြောချင်တာလားနော်ဟိုဒီဘက်ပြန်လှည့်လိုက်မလားအဲ့တော့ဘသူတွေကမှားနေရတယ်ဒီကောင်ကမှားနေတာလားပြောခံရတဲ့လူတွေကမှားနေတာဒီကောင်အတိုင်းဝိုင်းစုံလိုက်တိုက်ခိုက်နေတိုက်ခိုက်တဲ့ကောင်တွေအကုန်လုံးကြည့်လိုက်ဒီကောင်တက် follower များတဲ့ကောင်ဒီကောင်တက်အရေးသွေးရောအရေးချင်းရောရှိတဲ့ကောင်ဟိုဒီကောင်တက်သိတယ်မလားဟိုလူတော်ဆန့်တဲ့ကောင်လူတော်တိုးတဲ့ကောင်တွေကြီးပဲအဲ့ဒါကိုနေ့စဉ်တူကတွေ့သမျှလူနော်နောက်ဆုံးဘဘကြီးဆိုတဲ့ညီငယ်အထိပါလာပြီဒီကောင်ဘာဖြစ်ချင်တာတော့မင်းမြန်မာလူငယ်တွေကိုကောင်းစေချင်အေးဘဘကြီးဆိုတဲ့ channel မှားနေလေအေးစေတော့ထောက်ပြရမှာလေမင်းအဖိုးကြီးကဘာဖြစ်တယ်ညာဖြစ်တယ်ဒီကောင်ကပတ်စံ3000လိမ်မာတွေမင်းတို့ဂိမ်းမာတွေတရားစွဲမယ်တွေဘာဖြစ်တယ်ညာဖြစ်တယ်ဟိုကောင်ဒီဟာဖြစ်တယ်ပြောဆိုပြီးကြတော့မင်းကိုယ်တိုင်လည်းဘာမှမလုပ်နိုင်ဘူးဟာအခုနိုင်ငံရေးဘောက်ရောက်လာပြီနိုင်ငံရေးကြောင့်ပြောရဲဆိုတာတစ်ပူးတာတွေနှစ်ပူးတာတွေမင်းကိုယ်တိုင်စောက်ရည်ချင်းမရှိဘူးမင်းဘယ်ကောင်မှစောက်ဖောင်းမထူပဲဘယ်ကောင်မှမပြောမဆိုပဲမင်းကိုယ်တိုင် quality ရှိတဲ့ကိုးနဲ့တစ်ပုတ်ရိုက်ပြန်ကွာ quality ရှိတဲ့
စကားပြောပုံဆိုပုံကတခုပြောပြအောင်ကွာဒါမှမဟုတ်မင်းရဲ့စမ်းကျင်တပါဆိုရင်မင်းကိုစိုက်ခေါ်တယ်မင်းနိုင်ငံရေးစိုက်ကပြောကျင်လားဂိမ်းစိုက်ကပြောကျင်လားငါတို့မြန်မာပြည်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေအကုန်လုံးပြောကျင်လားကြားပြတ်နေကြောင်ပြောကျင်လားမင်းဘယ်ဘက်ကနေစမ်းကျင်လဲငါတော့ YouTube ကောက်မရှိဘူးဟောဖွင့်ရင်တော့ငါတခြား site ကနေဖွင့်တစ်တော်မှာတစ်တော် live ဖွင့်လို့ရတယ်မင်းငါနဲ့ 1by1 debate လုပ်ချင်တယ်ဆိုကြိုက်တဲ့ချိန်လာဆက်သွယ်လိုက်ကြိုက်တဲ့ချိန်လာဆက်သွယ်လိုက်မင်းမစောက်ရည်ချင်းရှိတယ်ဆိုရင်ဟောအခု IT စလို့လေမင်း line ဘာဖြစ်မှာတွေနိုင်ငံသားအကောင့်တွေဖတ်ပြေးသွားပြီနောက်ထပ်9နှစ်နေမင်းတို့နဲ့အောင်နဲ့ပြန်တွေ့မှာအဲကြရင်ဘာဖြစ်တယ်ညာဖြစ်တယ်စောက်ရည်ချင်းမရှိဘူးတွေ့သမျှလူငယ်တွေတွေ့သမျှလူတွေစီးပွားရေးလုပ်နေတဲ့လူတွေသူတက် follower များတဲ့လူတွေအားလုံးမိမလိုမျိုးကြီးအငုံစိတ်ကြီးနဲ့လိုက်တိုက်ခိုင်းတာစောက်ချက်မရှိတဲ့ကောင်စူပါမန်ဆိုတဲ့ကောင်တကယ်စောက်ချက်မရှိတဲ့ကောင်နော်မင်းငါမနေနိုင်မထိုင်နိုင်လို့ဝင်ပြောတာမင်းကဘာပေါင်းစုံပါလာလို့မင်းကပါလျက်ငပိချက်ဖြစ်နေလို့သိလားငပိချက်မလုံးနဲ့မင်းသွားကျင်တဲ့လမ်းကြောင်းတတ်တမတက်ဖြတ်တော့တလန်သွားငပိချက်မလုံးနဲ့ဟို lobby ရောင်စပီကာရောင်လာလုံမနေနဲ့နော်ကိုကြားပြတ်နေကိုပြောမယ်အလောင်းသားတွေကိုပြောမယ်ဟောပြီးကြတော့နောက်တစ်မျိုးဖြစ်သွားပြန်ဟိုဆဲရဟိုပပကြီးကောင်းဆဲရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုကြားမကောင်းဘူးကြောမကောင်းဘူးကြောမကောင်းကြားမကောင်းရင်မင်းကြော်သွားလိုက်မင်းနဲ့မှမဆိုင်တာဟုတ်တယ်မလားကြားမကောင်းတာကြောမကောင်းတာထဲမင်းကြော်သွားလိုက်အများပြည်သူဆဲစုံနေရမဟုတ်သူတို့မြည်ဖို့နဲ့သူတို့ဆွေမျိုးတွေဟိုဆွေမျိုးနှိစက်တွေဆဲကြတယ်ဟိုဘာဖြစ်လဲနောက်ဆုံးအဲ့လိုမျိုးထင်ကြီးဆိုဆဲတယ်ဟိုဘာဖြစ်လဲမင်းနဲ့ဘာမှမဆိုင်တာသူတို့ဘာသူတို့ကိုးနဲ့ရိုက်တယ်ကွာမင်းလူကြီးဆိုတာနဲ့တရားထုတ်ရမယ်ကောင်းတဲ့စကားပဲပြောရမယ်လို့ထင်မင်းပပကြီးမင်း online လို့ဘာလို့ညာတော့အသက်ကြီးရဲ့စောက်ကောင်တွေညလုံးသွားတိုင်းကြုံသွားနေ့စဉ်တူတူကမြန်မာနိုင်ငံမှာရှိတဲ့ကလေးသူငယ်တွေကိုဘုံကျဲပြီးတပ်ဖြတ်နေတဲ့ကိစ္စကြီးမင်းပြောလေရမြန်မာလူငယ်တွေခံစားနေရတာမင်းပြောလေစောက်တော်သားဒါပဲရောင်တော်သားစောက်တော်သားမလုပ်နဲ့ပါလျံငပိချက်မလုပ်နဲ့တွေ့ကြရလူအငုံစိမ့်နဲ့လိုက်တိုက်ခိုက်မနေနဲ့ငါပြောချင်တာဒါပဲ